ဇလန်လေးရဲ့စမှာတော့ TV season တစ်ခုကနေတမန်တော်လောင်းရွေးချက်ခံရပြီးဆိုတဲ့သတင်းနဲ့စတင်ဖွင့်လှစ်ထားပါတယ်။သတင်းပြီးမှတော့မျိုးသားတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုလူရဲမှုတစ်ခုကနေကယ်တင်လိုက်တဲ့သတင်းပါလာပါတယ်။ကယ်ပေးလိုက်တဲ့မျိုးသားက delivery ဝန်ထမ်းတူဖြစ်သူကင်ကန်ဝူဖြစ်ပြီးတော့သူကယ်လိုက်တဲ့သူကလက်ရှိနာမည်ကြီးနေတဲ့အိုင်ရိုးမာလေးစုဟာဖြစ်ပါတယ်။ဒါကြောင့်ပဲဂန်ဦးကရဲတပ်ဖွဲ့စီကနေသူရဲကောင်းဘွဲတစ်စီရရှိခဲ့ပြီးတော့လူတိုင်းတူရမယ်စံပြပုတ်ကိုဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။တနေ့မှာတော့ဂန်ဦးက daily ပို့ဝပစ္စည်းတွေကားပေါ်တင်နေပါတယ်။ကားပေါ်ရောက်တာနဲ့လုံနေကြအကျင့်တိုင်းအခြေဦးဖြစ်သူစံရောင်းတင်ဆက်နေတဲ့ရင်ကျော်ပိတ်ဆို့မှုသတင်းကိုနားထောင်ပါတယ်။သူကကားမောင်းနေနေတဲ့သူ့ရဲ့ကိုပိုင်လောက်က CCTV ကိုပုံမှန်ကြည့်နေရှိပြီးတော့အဲ့ဒီအလုပ်ကိုဂျူနီယာလေးဂျွန်ဟိုကိုအချိန်အများစုမှာလက်လွဲထားကြောင်းပြသထားပါတယ်။ဒီလိုနဲ့ဂန်ဦးရဲ့ဘွားကကန်ဆိုးမှုမောင်ကြဖို့ဖြစ်လာပါတယ်။တနေ့မှာတော့ဂန်ဦးကပုံမှန်တိုင်းသူ့ရဲ့အမြန်ချိုးဖို့ delivery လုပ်ငန်းကိုလုပ်ကင်နေပါတယ်။သူကဖောက်တဲ့စီကိုပါဆယ်တုပ်တွေလိုက်ပို့နေနေလှုပ်ရှုပ်နေပါတယ်။အဲ့ဒီအချိန်မှာပဲတက္ကသိုလ်တုန်းကတင်ငယ်ချင်းတယောက်ဖြစ်တဲ့မူယောကသူ့ကိုဆက်သွယ်လာပါတယ်။မူယောကသူ့ကိုပါဆယ်တစ်ခုလောက်ကူညီပြီးပို့ဝေပါဦးဆိုပြီးတော့အကူညီတောင်းကကားပေါ်တက်လိုက်လာပါတယ်။ဂန်ဦးကတော့တငယ်ချင်းကိုကူညီခြင်းနဲ့စိတ်နဲ့လက်ခံလိုက်ပြီးသူ့ရဲ့ delivery ကားလေးနဲ့ဂွန်ဟန်မွန်လမ်းမကြီးပေါ်ကိုမောင်းနေလာခဲ့ပါတယ်။ကားမောင်းနေသူတို့စကားပြောကြပါတယ်။ဂန်ဦးကတငယ်ချင်းနဲ့ပြန်တွေ့ရလို့ပြောနေပေမဲ့မူယောကတော့ကနာမငြိမ်ဖြစ်နေပါတယ်။ပါဆယ်ပို့မဲ့နေရာကိုရောက်တော့ဂန်ဦးကစီးပြီးသွားဖို့ပါတယ်။ဒါပေမဲ့နေရာကိုရောက်တဲ့အခါမှာလူတယောက်မှမရှိတဲ့အဆောက်အုံလူကြီးဖြစ်နေတာကြောင့်ဂန်ဦးအမြန်ပဲပြန်ဆင်းခဲ့ပါတယ်။လမ်းပေါ်ရောက်တော့သူ့ကားကိုမတွေ့တော့ပါဘူး။မူယောကိုဖုန်းဆက်ကြည့်တော့လမ်းပိတ်တာကြောင့်ခဏမောင်းသွားရတယ်လို့ပြောပေမဲ့တကယ်တမ်းသူမောင်းပြေးသွားတာပါ။တစ်ဖက်မှာလည်းတမန်တော်ရင်ထဲကဂန်ဦးနာကဖြတ်သွားဖို့ဖြစ်လာပါတယ်။ဂန်ဦးနဲ့မူယောဖုန်းပြောနေရင်သဘောကောင်းတဲ့ဂန်ဦးကိုသနာလာတာကြောင့်ကားပြန်လှည့်ပြီးမောင်းလာပါတယ်။ကံမကောင်းစွာနဲ့ပဲဂန်ဦးနာကိုတမန်တော်ကားရောက်ဘုံပေါက်ပြီးတမန်တော်တည်သွားပါတယ်။ဂန်ဦးကဒီနားမှာအခုတွေဘုံပေါက်ကြောင်ပြောတဲ့အခါမှာကားထဲမှာပါလာတာကတမန်တော်ဖြစ်ပြီးတော့အခုလေးတွေမင်းတက်လိုက်တာလို့မူယောကပြန်ပြောပါတယ်။ဂန်ဦးလက်ထဲကပါဆယ်ကနောက်ထပ်ဘုံတစ်လုံးဖြစ်နေပြီးတော့နောက်3မိနစ်နေပောက်ကွဲမှတိတာကြောင့်ဂန်ဦးကကြောင်အန်းဖြစ်သွားပါတယ်။တမန်တော်လောင်းကိုစံပြပြည်သူဖြစ်တဲ့ဂန်ဦးကတတ်လိုက်တယ်လို့မူယောကိုခိုင်းထားတဲ့အဖွဲ့ကဖြစ်စေချင်တာပါ။မူယောကားနဲ့ပြန်ရောက်လာပြီးဂန်ဦးကိုပြေးဖို့ပြောကမတည်စေဖို့အတန်တန်မိုင်းကားမောက်ထွက်သွားပါတယ်။နောက်ွယ်ကကြိုးကင်နေသူတွေကအဖြစ်ပြက်တွေကိုဓာတ်ရိုက်ကြည့်နေပြီးတော့ဂန်ဦးကိုဖမ်းဖို့ဝိုင်းလာတော့သူလည်းပြေးရပါတယ်။မူယောလည်းကားနဲ့ထွက်ပြေးနေရင်တနက်ပြစ်ခံရကဘုံလဲပေါက်ပြီးတေဆုံးသွားပါတယ်။ဂန်ဦးကတော့အသက်ရှင်သန်ဖို့စူးစမ်းရုံးကန်ရင်ထွက်ပြေးနေရပါတယ်။သတင်းတွေမှာတော့တမနာလောက်ကြံခံရကြောင်းနဲ့လောက်ကြံသူကပြည်သူစံပြလူသားဖြစ်သူဂန်ဦးဖြစ်နေကြောင်းကိုကြေညာတော့လူတွေတော်ထိတ်လန့်နေကြပါပြီ။ပြေးလွှမ်းနေရင်ရင်းနှီးတဲ့တငယ်ချင်းအမျိုးသမီးဖြစ်တဲ့ယွန်းမီစီကိုရောက်အောင်သွားကအကြောင်းဆုံးရှင်းပြနေချိန်မှာပဲ TV မှာပါလာတဲ့ရမှုကားကိုမြင်တော့မူယောပြောခဲ့တဲ့ဘသူကမှမယုံနဲ့ဆိုတဲ့စကားကိုသတိရလာပါတယ်ဘေဘီကိုလှည့်ကြည့်လိုက်တော့ယုံမရဲ့အိမ်မှာရမှုကားတွေအများကြီးရှိနေတာကိုသတိထားမိပြီးမင်းတော့မဟုတ်ဘူးမလားလို့မေးချိန်တရုတ်မှန်ထုတ်ပြလာပါတယ်ဒီလိုနဲ့တက်ခိုက်ကြရင်ယုံမမေ့လဲသွားချိန်ပြင်ကတစုံတယောက်ကတကားကိုအတိတ်ဖွင့်နေတော့ဂန်ဝင်လည်းဗရေမောက်ကထွက်ပြေးရကြပါတယ်နောက်ကလိုက်နေသူကကျေးစားလူသက်သမားဖြစ်နေပြီးတော့ဂန်ဝင်နောက်ကိုရေကုန်ရေကန်လိုက်ပါတယ်အစိုးရဘက်ကနီးပညာဖွဲ့ကလည်းဂန်ဝင်ကိုရှာဖို့ကျေးစားကိုကူညီနေတာတွေ့ရပါတယ်အိမ်သားနဲ့ပုံနေချိန်မှာမူယောပေးခဲ့တဲ့လိပ်စာကက်လေးကိုသတိရလို့ဖုန်းကော်နေချိန်မှာကျေးစားကမြင်သွားပါတယ်ဒီလိုနဲ့အသေးအံထွက်ပြေးလာကတက်စီပေါ်တက်လိုက်လာပါတယ် TV ကသတင်းကိုမြင်ပြီးတငယ်ချင်းတွေနဲ့သူ့အချစ်ဦးဆွန်ယောင်းကမယုံကြည်နိုင်ဖြစ်နေပါတယ်ဂန်ဦးကသူ့အလောက်က CCTV ကိုကြည့်နေတဲ့အချိန်မှာလူတယောက်ကသူ့ဂျူနီယာကိုတက်လိုက်ရတာမြင်ပေမဲ့မျက်နှာလှည့်လာတဲ့အခါသူ့ရဲ့မျက်နှာနဲ့တပုံစံနဲ့တူနေတာမြင်ရလို့အတော်လေးထိတ်လန့်သွားပါတယ်ဒါကြောင့်ပဲခြေဦးတဲ့ရထွက်ပြေးရင်ဖမ်းခံလိုက်ရပါတယ်ဖမ်းထားတဲ့ထောက်လန်ရေးအရာရှိကဂန်ဦးအတုနဲ့လှုပ်ထားတဲ့တပ်တွေအတုတွေကိုဂန်ဦးအစ်စ်ကိုပြပါတယ်သူတို့ကတမရကိုတက်ပြီးဂန်ဦးကိုအပြစ်ပုံချချင်နေတာပါသူတို့မှအစ်စ်တင်မဲ့တမရအစ်စ်လည်းရှိနေပါတယ်ဒီလိုနဲ့ကားမောင်းလာရင်လမ်းမှာကားတစ်စီးကသူတို့ကားကိုဝင်တိုက်မိခဲ့ပြီးဂန်ဦးကိုကယ်ထုတ်သွားပါတယ်ဝင်တိုက်ခဲ့တဲ့သူကမစ္စတာမင်ပါမစ္စတာမင်က CCTV ရန်ကနေလွတ်အောင်ဂန်ဦးကိုရေဆိုးမြောင်းထဲကနေခေါ်ထုတ်သွားပါတယ်သွားနေရေဆိုးမြောင်းလွတ်တော့မှမို့အမြန်ပြေးရပြန်ပါတယ်ပုံခုရအိမ်ကိုရောက်မှအဖြစ်မှန်နေသိရပါတယ်မူယောကိုရန်ရောမစ္စတာမင်ကမှထောက်လိုင်းရင်ဟောင်းနေပါမူယောကသူ့ပေါ်ကျေးဇူးရှိလို့အခုလိုကူညီတာလို့ပြောပါတယ်သူ့ကိုဘာလို့အခုလိုပြစ်မှတ်ထားလဲလို့မေးတော့စံပြလူသားဖြစ်နေလို့ဆိုပါတယ်လုံးဝပြစ်မှုလို့မှမဟုတ်ဘူးလို့ထင်ရတဲ့သူတွေကနိုင်ငံတော်တစ္ဆာဖောက်မှုကိုကျူးလွန်လိုက်ရင်အယူလောက်ခံရတဲ့ပြည်သူတွေရဲ့အမျက်ဒေါသကိုခံရမှာဖြစ်ပြီးအာယုန်တွေအားလုံးကဂန်ဦးစီကိုပဲရောက်နေမှာပါဒီလိုဆိုဘာကြောင့်တက်ရရလဲဆိုတဲ့အဖြေကိုအားလုံးလစ်လူရှုမိပြီးတကယ်လောက်ကြံသူတွေစီအာယုန်မဆိုင်မိအောင်အသေးစိတ်စီမံထားကြတာပါပြောနေရင်လည်းပဲဂန်ဦးစိတ်ထဲမှာဝေဝါးလာကခဏချင်းအိပ်ပျော်သွားပါတော့တယ်နောက်တစ်နေ့မှာဂန်ဦးရဲ့ချစ်ဦးစွန်ရောင်းရဲ့လှုပ်စီကိုအစိုးရဘက်ကတာဝန်ရှိသူတွေရောက်လာပြီးဂန်ဦးဖုန်းဆက်ရင်ဂျားဖြတ်နှောင်းအောင်ဖို့လာရောက်ညှိနှိုင်းပါတယ်စွန်ရောင်းကတော့သူတို့နှစ်ယောက်ကဖုန်းဆက်စီယာဆက်ဆက်ရင်မျိုးမရှိတော့ကြောင်းသာပြန်ပြောပါတယ်ဂန်ဦးရဲ့ချစ်ဦးဖြစ်ခဲ့ပေမဲ့အခုချိန်မှာသူမကကွာရှင်းပြီးသားမျိုးသမီးတယောက်ဖြစ်နေပြီမို့ပါဂန်ဦးပြန်သတိရလာတော့သူ့ကိုကဲခဲ့တဲ့မစ္စတာမင်ကပဲထောက်လိုင်းရေးဘက်ကိုလှမ်းပြီးငွေအချက်ကင်နေတာကိုကြားမိလိုက်ပါတယ်သူနဲ့သူ့သမီးငွေတော့ကင်ပြီးလွတ်မြောက်ဖို့ကသာသူ့အတွက်အဓိကဖြစ်နေပါတယ်ထောက်လိုင်းရေးဘက်ကသတင်းစာရှင်းလင်းပွဲလုပ်နေချိန်မစ္စတာမင်ကသတင်းသမားဟန်ဆောင်ကခေါင်းဆောင်ရှိမှပေါ်လာပါတယ်ခေါင်းဆောင်ကငွေပေးဖို့လက်မခံမဲနဲ့သူ့ကိုသာအမိဖမ်းဖို့ကြံတော့မနှဲကိုလိုရုံကထွက်ပြေးရပြန်ပါတယ်ကားပေါ်ကိုပြန်ရောက်တော့ဂန်ဦးကိုလှုပ်ပေးပြီးသွားလို့ရသွားဖို့ပြောပါတယ်ဂန်ဦးခမစိတ်လဲမနာနိုင်မဲနဲ့သူ့ကိုပါကူညီပေးနေတာကြောင့်တနာပြီးကားပေါ်ခေါ်တင်ခဲ့မိပြန်ပါတယ်တစ်ဖက်မှာလည်းအချင်းပြက်ရာရှိတွေကသူတို့ရဲ့ရုပ်တရုပ်တမနာလောင်းအစ်အကြောင်းကိုဆွေးနွေးနေကြပါတယ်ထောက်လိုင်းရေးညွှန်ကြားရေးမှူးကလည်းသူတို့ထိန်းချုပ်မှုအောက်မှာရှိနေတာပြသပြီးသူတို့ကအားလုံးကိုကြိုးကင်ထားတာပါ
လမ်းမှာမစ္စတာမင်းကထောက်လိုင်းရေးအေဂျင်စီရဲ့လုပ်ကိုင်မှုကိုရှင်းပြပါတယ်သူတို့က plastic surgery လုပ်ပြီးခန်းဦးနဲ့တူအောင်လူတစ်ယောက်ကိုဖန်တီးထားတာပါဒါမှသာတပုံစံနဲ့မတူနေရင်တော့မီဒီယာတွေယုံမဲ့ခိုင်လုံတဲ့တက်တွေကိုရမှာပါလူတွေကလည်းဒေါသထွက်နေတာကြောင့်မို့တက်တွေကိုယုံသွားပါလိမ့်မယ်အထူးကတော့ဒါအစိုးရနဲ့မီဒီယာကဖန်တီးထားတဲ့ဇက်ကွက်ပါပဲဘာလို့သူဖြစ်ရတယ်လဲလို့ခန်းဦးကမေးတော့အမျက်ထုတ်လို့ရရင်ဘယ်သူမှဆိုပြစ်မှတ်ဖြစ်နိုင်တယ်လို့မစ္စတာမင်းကရှင်းပြပါတယ်နောက်ဆုံးမှာမစ္စတာမင်းနဲ့ခန်းဦးပေါင်းပြီးဒီလိုကြောင့်မှုကိုဖော်ထုတ်ဖို့ဖြစ်လာပါတယ်ပထမအဆင့်ကတော့ခန်းဦးအတူကိုခွဲစိတ်ပြီးတဲ့ဆရာဝန်ကိုရှာဖို့ပါထောက်လိုင်းကရိုးရိုးဆရာဝန်ကိုသုံးမှာမဟုတ်လို့မစ္စတာမင်းကပြဿနာရှိတဲ့ဆရာဝန်စီးရင်ကိုတငယ်ချင်းတွေစီကတောင်းပါတယ်ခန်းဦးနဲ့တူအောင်လုပ်ဖို့ဆိုရင်ဆရာဝန်တယောက်ကမျက်နှာပုံစံလိလာဖို့ခန်းဦးစီကိုလာရောက်ခဲ့ရမှာပါအဲဒီကဆရာဝန်တယောက်ပုံကိုမြင်တဲ့အခါမှာရုံးမီကတူဝင်ခဲ့ပါလို့မိတ်ဆက်ပေးမှုတော်ကိုခန်းဦးသတိရသွားပါတယ်စီးရင်နဲ့အဲဒီဆရာဝန်ကကွာရှင်းမှုဖြစ်နေတာကိုတွေ့ရပါတယ်ခန်းဦးကကွာရှင်းမှုချင်းနေဖြစ်နေတဲ့သူ့တငယ်ချင်းဒုံကြီးကိုသတိရသွားပါတယ်ဒါကြောင့်တငယ်ချင်းစီဖုန်းဆက်ပြီးတော့ဆရာဝန်ရဲ့ဖိုင်နဲ့အချက်လက်တွေကိုတောင်းပါတယ်ကန်ဆိုးစွာနဲ့ထောက်လိုင်းရင်ကတည်သွားပြီးတော့ဒုံကြီးကိုချိတ်ဆိုမဲ့နေရာကိုပြောဖို့ဖိအားပေးပါတယ်ဆွေရောနဲ့ဂွန်ချုံကဒုံကြီးကိုတစ္ဆာပေါက်ထင်ပြီးအဖြစ်ပြောကြပေမဲ့တကယ်တမ်းဂန်းဝင်နဲ့ချင်းခဲ့တဲ့နေရာကစုံတော့တွေတည်သွားတဲ့နေရာမဟုတ်ဘဲနဲ့ငငယ်ကသူတို့တီဝိုင်းပိုစတာရိုက်ဖူးခဲ့တဲ့နေရာဖြစ်နေပါတယ်ဒုံကြီးကဖိုင်သွားမဖို့ရဲပဲဖြစ်နေတော့ဂွန်ချုံကသူသွားဖို့ဝင်မယ်လို့ခရီးပေးခဲ့ပါတယ်နောက်တစ်နေ့မှာမစ္စတာမင်ကဂန်းဦးကိုချင်းတဲ့နေရာလိုက်ပို့ပြီးခြေအကန်ခရီးယာနဲ့နားထောင်တဲ့ခရီးယာတွေပေးလိုက်ပါတယ်မကြခင်ဂွန်ချုံရောက်လာပြီးတော့ဖိုင်တွေပေးပါတယ်မတွေ့တာကြလို့စကားဆက်ပြီးပြောနေတော့မှမစ္စတာမင်စီကမက်ဆေ့ဝင်လာပါတယ်ဒါထောင်ချောတစ်ခုဖြစ်နေတာပါဂွန်ချိုကအနောက်ကိုလူလိုက်လာတာမသိပေမဲ့ဂန်းဦးကသူ့ကိုမယုံတော့ပါဘူးနောက်ဆုံးမှဂန်းဦးထွက်သွားပြီးတော့ဂွန်ချိုဖမ်းခံလိုက်ရပါတယ်မစ္စတာမင်ကစင်းရင်းကဆရာဝန်ကိုလိုက်ရှာပြီးတော့လောင်စာဝိုင်းတစ်ခုမှတွေ့ကဖမ်းဆီးလိုက်ပါတယ်အင်တာနက်ဆိုင်တစ်ခုကိုခေါ်သွားပြီးသူ့ရဲ့ဆေးမှတ်တမ်းတွေဖွင့်ပြခိုင်းပါတယ်ဒါမှဂန်းဦးသူ့ရဲ့လိပ်စာကိုရှာတွေ့ပြီးတော့တက်တည်ပြနိုင်မှာပါဒါပေမဲ့မှတ်တမ်းကိုလွန်ခဲ့တဲ့3နာရီလောက်ကမှပြင်ထားတာဖြစ်လို့လိပ်စာအတူဖြစ်နေနိုင်ပါတယ်ဒါပေမဲ့လည်းဒီလိပ်စာကငစားဖြစ်နေနိုင်တာမို့အဲ့ဒီနေရာကိုသွားဖို့ပဲဆုံးဖြတ်ကထွက်သွားပါတယ်တစ်ချိန်တည်းမှာပဲဂန်းဦးသူကအတန်ပြောင်းဆက်သုံးပြီးတော့တိုက်ခန်းတစ်ခုမှဖမ်းခံမယ်လို့ရဲကိုဖုန်းဆက်ပါတယ်ဒါထောင်ချောက်တစ်ခုမှအရန်သိတာပါတယ်ဂန်းကိုအစ်စ်သွားရင်ချက်ချင်းအဖမ်းခံရမှာပါမစ္စတာမင်ကဒါကိုသတိထားမိသွားတော့ရဲတွေရှုပ်ထွေးသွားအောင် delivery ပေါင်းများစွာကိုအဲ့ဒီတိုက်ခန်းစီကိုမှားလိုက်ပါတယ်ဂန်းက delivery သမားတွေကြားမှာရောနှောပြီးတော့လိပ်စာကိုလိုက်ရှာပါတယ်တစ်ဖက်ကမစ္စတာမင်ကရန်သူတွေနှောက်နေအောင်လို့တိုက်ခန်းမြည်ထပ်ဖို့စူးစမ်းပေးပါတယ်လိပ်စာကိုတွေ့ပြီးအခန်းထဲဝင်လိုက်တဲ့အခါမှာကြိုစောင့်နေတဲ့ပုံစံတူအတူကောင်စီမှာဂန်းကိုဖမ်းခံလိုက်ရပါတယ်သူတို့ရဲ့အစီအစဉ်ကဂန်းကိုတက်တည်သွားတယ်လို့လူတွေထင်မြင်စေဖို့ပါဒီလိုဖြစ်အောင်လဲကြိုတင်ပြီးတော့တက်တည်အတူတွေလှုပ်ထားပါတယ်မထင်မဲ့ပဲရဲစစ်တွေအခန်းဝကိုရောက်လာတော့ထောက်လိုင်းရဲ့အဖွဲ့တွေနဲ့အခြေတင်ဖြစ်ကြပါတယ်အခန်းထဲမှာဂန်းဝစစ်ကသူ့ကိုမရှင်းနိုင်ပဲအသက်ခံရဖို့ဖြစ်နေတဲ့အချိန်မှာမစ္စတာမင်ကဗရင်မောက်ကဝင်လာပြီးတနက်နဲ့ပစ်ချလိုက်ပါတယ်ရဲတယောက်ဝင်လာတော့အတူရောအစီရောနှစ်ယောက်လုံးကိုမြင်သွားလို့အံ့ဩသွားပါတယ်ထောက်လိုင်းရဲ့ဘက်ကအစီအစဉ်ပြတ်သွားတာမို့ပလန်ဘီကိုစပါတယ်အခန်းတစ်ခုလုံးကိုဖောက်ခွဲပစ်တာပါဂန်းဝတယောက်ကတော့လွတ်သွားပြီးမစ္စတာမင်တည်ဆုံးသွားပါတယ်မီဒီယာတွေကတော့တရားခံဂန်းဝနဲ့ကျန်ပါမစ္စတာမင်တို့ခင်းဖြစ်နေရမှာနဲ့တည်ဆုံးကြောင်းကြေညာခဲ့ပါတယ်ဂန်းဦးကိုတော့ထောက်လိုင်းရဲ့ဘက်ကကားနဲ့လာခေါ်သွားပြီးဘဝသစ်စဖို့တနေရာကိုပို့လိုက်ပါတယ်ဒါပေမဲ့သူတို့ကဒါကိုဂန်းဦးအတူလို့ထင်နေတာပါတကယ်တမ်းဂန်းဦးအစ်စ်ကတူအောင်ဆောင်လာတာမရဲမီပဲလွတ်ပေးခဲ့ကြတာပါတစ်ဖက်မှာတော့မိသားစုနဲ့အကြက်ခံခံရတာကြောင့်ဂွန်ချိုကမီဒီယာတွေရှိဂန်းဦးကအကုန်လုတ်ခဲ့တာပါလို့လိန်လက်ထွက်ဆိုဖို့ဖြစ်လာပါတယ်သူ့ထွက်ဆိုချက်တွေပေးနေတော့မှတငယ်ချင်းတွေကိုမြင်ပြီးအသီးစိတ်ဝင်ကဂန်းဦးဘာမှမလုပ်ခဲ့ကြောင်းနဲ့အကူအညီပေးဖို့ငိုယိုတောင်းမှမမဲ့ဘယ်သူမှမကူညီလိုက်နိုင်ပါဘူးနောက်တစ်နေ့မှာဂန်းဦးကစွန်ရောစီကိုဖုန်းဆက်လာပြီးသူမသိသေးကြောင်းနဲ့အားလုံးကိုဖော်ထုတ်တော့မှဖြစ်လို့ကူညီပေးဖို့ပြောလာပါတယ်စွန်ရောရဲ့ရေဒီယိုအစီအစဉ်ကနေတိုက်ရိုက်ပြောခွင့်ရခဲ့ပြီးအားလုံးကိုမိတ်ဆက်ကသူထောင်ချောက်ဆင်ခံရကြောင်းပြောပြပါတယ်ဂန်းဦးတယောက်ကတည်သွားပြီဖြစ်လို့ခုချိန်သူတက်ရှင်နေတာကသာထောင်ချောက်ဆင်ခံရတာဖြစ်ကြောင်းတက်တဲ့အစ်စ်မှန်ဖြစ်လာပါတယ်ဒီသတင်းကိုကြားပြီးတစ်ဖက်ကခေါင်းဆောင်ပိုင်းတွေကိုပွက်လို့ရိုက်ကုန်ပါတယ်နိုင်ငံတော်ရေးပေါ်အစီအဖြစ်တတ်မှတ်ပြီးဂန်းဦးကိုအမိဖမ်းပြီးတက်ဖြတ်ရှင်းလင်းဖို့လုပ်ကြပါတယ်တစ်ဖက်မှာလည်းစွန်ရောနဲ့ဒုံယူတို့ကမီဒီယာကိုနေရာတစ်ခုကိုစုပြီးလာခိုင်းပါတယ်ဂန်းဦးကအဲ့နေရာကိုရောက်လာခဲ့မယ်လို့ဆိုပါတယ်မီဒီယာတွေအကုန်နေရာကိုစီးအောင်နေကြပြီးထောက်လိုင်းရင်ကလည်းဂန်းဦးကိုရှင်းဖို့လိုက်ရှာနေကြပါတယ်ရဲတွေကလူစုလူဝေးမလုပ်ဖို့တားပေမဲ့ဒုံယူကလာနောက်ဆက်နေလို့သူပါဖမ်းခံရပြန်ပါတယ်ရေစိုးမြောင်းတွေကဂန်းဦးကိုလည်းနောက်ဆုံးမှစုံတော့တွေကမြင်သွားပြီးဖမ်းမိသွားပါတယ်ရဲတွေကလည်းမီဒီယာကိုခုနကရေဒီယိုလေးတန်ကသတင်းတူပါလို့ဆိုပြီးလူစုခွဲခိုင်းနေပါပြီဒါကြောင့်မီဒီယာတွေအကုန်လုံးပြန်သွားကြရပါတယ်ဂန်းဦးကိုပြီးလို့ခေါင်းဆောင်မှရောက်လာပြီးတပ်ပစ်မဲ့အချိန်ရေစိုးမြောင်းပွင့်လာပြီးအကုန်မျောပါကုန်ပါတယ်ဂန်းဦးကဒါကိုကြိုတင်ပြင်ဆင်ထားတာပါဒါကြောင့်ပဲသူတယောက်တည်းလွတ်လာပြီးတော့ရေစိုးမြောင်းကနေတက်လာနိုင်ခဲ့ပါတယ်ရေစိုးမြောင်းကနေတက်လာပြီးဂန်းဦးကြောင်နေတဲ့အချိန်မှာသူကဲခဲ့မှုတဲ့အိုက်ရောဖြစ်သူစူဟာရောက်လာပြီးကားပေါ်တင်ခေါ်သွားပါတယ်ဘလို့များသိလာရတယ်လို့မေးတော့စွန်ရောင်းကူကြီးတောင်းလို့ဖြေပါတယ်ကားပေါ်ကဆင်းတဲ့အခါမှာအိုက်ရောကိုစောင့်နေခြင်းမီဒီယာတွေနဲ့စုံမာတော့တယ်ဂန်းဦးကအဖြစ်မှန်နေအားလုံးကိုဖွင့်ချလိုက်ပြီးအမှန်တရားအားလုံးပေါ်ပေါက်လာတာနဲ့ရုပ်ရှင်ကပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်